အောင်လက်အန်ဆိုင် MMA လောက်ကားကနေအနားယူသွားတာမြန်မာပရိသတ်တွေအဖို့ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်မှတ်တင်စွဲကြံနေခဲ့ပါတော့တယ်။သူဟာ2025ခုနှစ်အောက်တိုဘာလ3ရက်နေ့မှာဇဘက်စတီယန်ခက်တက်စတမ်နဲ့နောက်ဆုံးအနိုင်ထိုးတက်ခဲ့ပြီး MMA လောကကနေအနားယူသွားတာဖြစ်လို့သူအနားယူသွားတဲ့အချိန်မှာအသက်40ရှိဖြစ်ပါတယ်။သူ့လိုမျိုးနောက်ထပ်ပေါ်ထွက်လာဖို့မဖြစ်နိုင်တော့ဘူးလို့တောင်ပြောလို့ရနိုင်ပါတယ်။ခုလက်ရှိ UFC မှာထိုးနေတဲ့ဂျော့ဂျူရာဗန်တယောက်ပဲမျောလင်းချက်ရှိပါတယ်။မြန်မာလူမျိုးတယောက်အနေနဲ့ MMA ကစားသမားအဖြစ်ထိုးတက်နေတဲ့သူတွေမရှိသလောက်ပါပဲ။ရှားကူရှားပါလွန်ပါတယ်။ သူဟာ One Championship နဲ့2014ခုနှစ်မှာစတင်စာချုပ်ချုပ်ဆိုပြီးစုစုပေါင်း18ပွဲထိုးတက်ခဲ့ပြီး12ပွဲနိုင်ပြီး6ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။ One Championship Middleweight Champion နဲ့ One Championship Light Heavyweight Champion ဆိုတဲ့ Champion ခါဘတ်တွေကိုသိမ်းပိုက်နိုင်ခဲ့သူပါ။ Champion ခါဘတ်ကဝဲပွဲကို6ကြိမ်တိတိလောင်ထိုးတက်ခဲ့သူတယောက်အဲ့လိုစွမ်းဆောင်ပြနိုင်ခဲ့လို့သူ့ကိုမြန်မာစပါအောင်ဘာမီစပိုင်တွန်လို့တကဘာလုံးမှာနာမည်ကြီးခဲ့သူတယောက်ဖြစ်ခဲ့ရတယ်။မြန်မာနိုင်ငံမှာစုစုပေါင်း9ပွဲထိုးတက်ခဲ့တဲ့ပွဲမှာ Fatally Big Dash နဲ့ပထမဆုံးထိုးတက်ခဲ့တပွဲသာရှုံးနိမ့်ခဲ့ပြီးConcord 3က Submission 2ခါ Decision 1ခါအနိုင်6ပွဲတိတိအနိုင်ရရှိအောင်စွမ်းဆောင်ပြီးခဲ့သူတယောက်သူ့ပွဲကိုအားပေးနေတဲ့ပရိသတ်တွေအများပြားမှာအသက်ရှူမိန်နှလုံးသွေးများရပ်တန့်သွားခဲ့တဲ့အထိဖြစ်ခဲ့ရတယ်။သူ့ရဲ့အောင်ပွဲကိုမြန်မာပြည်မှာအကြီးကျယ်ကျင်းပပေးခဲ့ပြီးပရိသတ်အများပြားအံ့ဩခံပရိသတ်သူကြီးသူ့ဘေးနာမှာဝန်းရံကြပါတယ်။အခုတော့သူဟာ MMA လောကကနေအနားယူသွားခဲ့ပြီပါပြီ။